ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်ညနေခင်းရဲ့ Health Fix မှာတော့လောင်းတို့ကလေးလေးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဦးတည်ပြောမှာပါအဲ့တော့ဒီတစ်ခေါက်မှာတော့ကလေးတွေမှာအဖြစ်များတယ်ကလေးငယ်တွေရဲ့ one shot one ပြဿနာဖြစ်ပါတယ်အဲ့တော့မိမိတွေကဒါကလေးလေးတွေကိုထိမ့်သိမ်းရတယ်ဂူးဆိုင်ရတဲ့အခါမှာရာသီဥတုအပြောင်းလဲတွေရှိတယ်သူတို့ရဲ့စားသောက်ပုံအပြောင်းလဲတွေရှိတယ်အဲ့ဒီကနေပြီးတော့မထင်မှတ်တဲ့အခြေအနေတစ်ခုမှာပြင်းထန်တဲ့ one shot one ပြဿနာဖြစ်တတ်ပါတယ်ဒါကြောင့်ဒီလိုဖြစ်လာတဲ့အခါမှာဘယ်လိုမျိုးအကောင်းဆုံးအနေနဲ့ကလေးကိုပြန်ကျန်းမာအောင်နလန်ထောင်ပြုလုပ်ပေးဖို့လိုမလဲဘယ်လိုအချက်တွေတော့သတိထားတင်လဲဆိုတဲ့အပိုင်းတွေဆွေးနွေးမှာပါဒီအတွက်ကိုဆိုလို့ရှိရင်တော့ပန်းလိုက်မိသားစုစေကန်းရဲ့ clinical director ဖြစ်တဲ့ဆရာဒေါက်တာထက်အောင်လိုင်းနဲ့တွေ့ဆုံပြီးတော့ဆွေးနွေးမှာပါရှင်ဆရာမင်္ဂလာပါဟုတ်မင်္ဂလာဝန်ထက်မင်္ဂလာပါမင်္ဂလာပါဆရာ Hi Fitspot ဟုတ်ကဲ့ဟုတ် MRTV4 ပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ဒေါက်တာထက်အောင်လိုင်းပါခင်ဗျကျွန်တော်ကတော့မိသားစုစေပညာသမားတော်ပါအားလုံးတွေ့ရလားဝမ်းသာပါတယ်ဗျဆရာအဲ့တော့ကလေးတွေမှာဖြစ်တဲ့ one shot one ပြက်ကတော့လေ one မပြတ်ဘူးတဲ့ကလေးမရှိသလောက်ပဲစားချင်တာစားကလေးဆိုတော့လူကြီးတောင်စားဆိုသူတို့တွေကစားကြတယ်အဲ့ဒီကနေရာသီဥတုပူတဲ့ချိန်ဖြစ်ရင်တော်တော်ပူခမ်းရတယ်ပေါ့နော်ဆိုတော့ဆရာအဲ့ကလေးတွေမှာဖြစ်တဲ့ဒီ one shot one ပြက်အပိုင်းအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့မှာဖြစ်တဲ့အခါပို့ပြီးတော့လူကြီးတဲ့ခံစားရတယ်လို့မြင်တယ်ပေါ့နော်သူတို့လေးတွေကြတော့အဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာဆွေးနွေးပေးပါအောင်ရှင်ဟုတ်ဆိုခုနမလာဝန်ထပ်ပြောတာအရန်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့လူကြီးနဲ့ကလေးဆိုရင်တစ်ခါကျရင်ကလေးလေးကကျွန်တော်တို့ဒီဝင်ပြက်ဝင်လျှော်တဲ့ဒဏ်ကိုပိုခံရတယ်ပေါ့တချို့ကလေးဆိုရင်အဲ့လိုဝင်ပြက်ဝင်လျှော်တအားဆိုးပြီဆိုရင်လူကလုံးဝဒီတတိလည်းမကောင်းဘူးနော်လုံးဝခွေကြသွားတယ်ပေါ့နော်တစ်ခါကျရင်ကျွန်တော်တို့မြကွင်းနေမဲပြီးတော့ကျွန်တော်တို့အဲ့လိုအင်္ဂလိပ်လိုက sunken eye ခေါ်တယ်ပေါ့ကျွန်တော် dehydration ပေါ့ရေတက်တွေတအားဆုံးရှုံးကုန်တယ်ပေါ့ကျွန်တော်တစ်ချိန်ထဲမှာပဲကျွန်တော်တို့ဘာကြောင့်ဒီဝင်ပြက်ဝင်လျှော်ကြောက်လဲဆိုရင်ကျွန်တော်တို့ဝင်လျှော်တဲ့အခါမှာကျွန်တော်ရေတက်တာမဟုတ်ပေါ့နော်ခန္ဓာကိုယ်မှာကျွန်တော်အရေးကြီးတဲ့ဓာတ်စားတွေပေါ့ကျွန်တော်တို့ sodium တို့ potassium တို့ဓာတ်စားတွေ loss ဖြစ်တဲ့အခါမှာကလေးအတွက်အသက်အန္တရာယ်ရှိတတ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါကြောက်ပါနော်ခန္ဓာကိုယ်တွင်းရည်ပေါ့ဆရာဒါကြီးဆုံးရှုံးတာပေါ့နော်အဲ့ဒီမှာလည်းလေဆရာ one shot ဝီဆိုလို့ရှိရင်လူတွေကဓာတ်စားရည်တိုက်ဆိုတော့အခုဆိုရင်ဒါတော်တော်များများဒါဂယုစိုက်လာပြီဒါပေမဲ့အဲ့ဒီမှာထပ်ပြီးတော့ဘာဖြစ်တတ်လဲဆိုတော့ဓာတ်စားရည်ဆိုတာတခါကျအဝင်မကြိုက်ဘူးလူကြီးဆိုရင်တော့ဒါကိုကောင်းအောင်တောက်တော့ကလေးကျတော့နေမကောင်းတော့နည်းနည်းလေးကြီးကြအောင်နော်မတောက်ချင်ဘူးပါအဲ့လိုမျိုးဆိုရင်ဘာကြီးဖြစ်လဲဆိုသူတခုတောက်ရင်ပြီးရောဆိုပြီးတော့တကြားအရန်များတဲ့အရာတွေကိုတိုက်ယုံနဲ့တတ်တာမယ်လို့ထင်ထပ်ကြတယ်ပေါ့နော်ဆရာအဲ့ဒီအယူဆလေးလွဲနေရလေးလဲဆရာဆွေးနွေးပေးပါဟုတ်ဒီမေကွန်လေးလည်းအရန်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့တစ်ခါကျရင်ဟုတ်ပါတယ်စေကမ်းမှာတချို့မေမေတွေကတစ်ခါကျရင်ကလေးကမတောက်ချင်ဘူးအရသာမကြိုက်ဘူးနေတဲ့အခါမှာဒီတကြားကိုပေါ့နော်တကြားရည်လေးဖြော်ပြီးတိုက်ကြတယ်ပေါ့နော်ကျင်းတ်သွားပေါ့ကလေးကိုဒါပေမဲ့တစ်ခုရှိတာကဒီတကြားရည်ကြတော့သူ့ရဲ့အထဲမှာကပါတဲ့အရာဒီတကြားပဲဖြစ်နေတယ်ကျွန်တော်တို့ခုနကပြောလဲဓာတ်စားရည်နဲ့ပါကွာတယ်ဆိုတော့ဓာတ်စားရည်ကြတော့တကြားအပြင်ပေါ့ကျွန်တော်ခုနပြောအရေးကြီးလဲ electrolytes လို့ခေါ်လဲဒီစားတဲ့ sodium တို့ potassium တို့ပေါ့နော်ဒါပါတဲ့အခါမှာခုနပြောသူတို့ပုံမှန်နေပေါ့ဆိုတကယ်ကလေးတယောက်ဝမ်းတအားရှော့ပြီးတအားအမ်မီဆိုတာလေတအားအမ်မီဆိုရှင်လိုရတဲ့အဲ့ဒီဓာတ်စားရည်ပေါ့အဓိကစားတတ်လို့ဒီ sodium potassium တို့ပေါ့ဆိုတော့နည်းနည်းလေးဒီမှာထပ်ပြီးပြောမှဆိုရင်ကလေးတယောက်ကဒီဝမ်းတအားရှော့တဲ့အာနာတအားများရှင် sodium ဆိုလဲစားတတ်တယ်တအားကြကုန်ပြီဆိုရင်ဒီလက်တက်တယ်ဟုတ်တယ်နော်ဆရာတချိန်တည်းမှာပဲကျွန်တော် potassium ဆိုတဲ့ဓာတ်စားလေးအရင် loss ဖြစ်ပြီဆိုရင်ခြေတွေလက်တွေဇက်တွေမတည်နိုင်ပဲနဲ့အယုတ်ကျူပြလို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတတ်တယ်ဆိုအဓိကအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဓာတ်စားရည်လို့ပို့ပြီးပေးတဲ့နဲ့ဆိုခုနကပြောတကြားရည်ပေးတာတော့ကျွန်တော်သိအကြံမပြုပါဘူးဟုတ်ကဲ့ပါဆရာအဲ့တော့ကလေးတွေမှာထိန်းနိုင်တဲ့ one shot one ပြက်နဲ့လုံးဝပြင်းပြင်းထန်ထန်ဖြစ်သွားတာ one shot one ပြက်တွေရှိကြရဲဆိုတော့ဆရာဒီလိုမျိုးပြင်းထန်တဲ့ one shot one ပြက်တွေကာကွယ်ဖို့ကလေးတွေမှာလှုပ်ဆောင်တဲ့သူတို့သိရမယ်အလေးထားလေးတွေပေါ့နော်ဆရာအဲ့ဒါလေးလည်းစဉ်းစားပေးပါဒီမိကုန်းနဲ့အရန်ကောင်းတယ်ပြကျွန်တော်တနည်းအားဖြင့်ပေါ့နော် prevention လို့ခေါ်တာပေါ့ဒီယောဂမဖြစ်ခင်ကျွန်တော်ဘယ်လို prevent လုပ်မလဲပေါ့ဆိုအဓိကတော့ဒါအများပြည်သူအားလုံးတည်ပြီးထားပါကျွန်တော်ကလေးလေးပေါ့နော်အစားမစားခင်တိုင်းသူတို့ကိုလက်ဆေးဖို့တစ်ချက်ဒီပေါ့နော်နည်းနည်း PR လေးပေးပေါ့နော်ဒီတစ်ခုပါနောက်တစ်ခါကျွန်တော်နောက်ဖေးသွားပြီးတိုင်းလက်ကိုတေချာဆေးဖို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တတရားတစ်ခုအနေနဲ့ပြောချင်တာတော့ကလေးတွေအပြင်ကပြန်လာပြီးဆိုရင်အိမ်ကိုရောက်ပြီးဆိုရင်ပထမဦးဆုံးဒီလက်အရေးစေးတင်ပါတယ်ဟုတ်ပါတယ်အရင်အရေးကြီးပါတယ်နော်ဆရာအဲ့တော့ဆရာဒီလိုမျိုးပေါ့နော်ဒီကလေးတွေမှာဖြစ်တဲ့ one shot one ပြက်အပိုင်းတွေကလည်းရှိတဲ့ခါကျတော့တချို့ကြတော့လည်းပဲကလေး one ပြက်တာလောက်နဲ့စေးုံစေးကန်ပြေးရမှာလားဆိုတာမရှိဘူးပေါ့နော်ဒါပေမဲ့ဒါကလည်းအရေးတကယ်ကြီးရဲ့အခြေအနေဆိုရင်သွားကိုသွားရမယ့်အနေအထားရှိရဆိုတော့ကလေးတယောက်က one ပြက် one shot စဖြစ်တာကနေဘလို့အခြေအနေရောက်ပြီဆိုရင်တော့မဖြစ်မနေစေးုံစေးကန်သွားရမယ်ဆရာဟုတ်ဒီမိကုန်းလေးလည်းအရန်ကောင်းပါတယ်ကျွန်တော်တို့စေးလောကမှာဆိုလို့ရှိရင်ပေါ့နော်ဒါမိဘတွေကိုမှားရတယ်ပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်လိုကတော့ကျွန်တော် red flag ပေါ့နော်အရေးကြီးတဲ့လက္ခဏာတွေပေါ့ပုံမှန်ပြောမှဆိုရင်ကလေးတယောက်တအားအန်လာလို့ကလေးရဲ့အခြေအနေကမလန်းဘူး main နဲ့ဆိုလို့ရှိရင်နောက်ဆုံးဘာမှကြွလို့မဝင်ဘူးဆိုရင်ဒီအချက်တွေကျွန်တော်တို့စေးအောင်သွားတဲ့တစ်ချက်ပေါ့နော်နောက်တစ်ခုကကလေးဒီဘာပဲတိုက်လို့မြောက်တစ်ချိန်လုံးပဲတိုက်တယ်မြောက်အကုန်အန်ထုတ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ဒါဒီစေးအောင်သွားတဲ့
နောက်တစ်ခုကတော့ဒီကလေးကကျွန်တော် shock လို့ခေါ်တာပေါ့နော်ခြေပြလက်ပြလေးအေးပြီးဒါ main နဲ့ဆိုတော့တဘောပဲပေါ့ဆိုအဲ့ဒီအခြေအနေမျိုးမှာဆိုလို့ရှိရင်တော့စီးရုံမှာခဏကလေးကိုစောင့်ကြည့်ဖို့လိုအပ်တယ်ပါဇက်ကဝင်လို့မရတဲ့အခါမှာကျွန်တော်စီးရုံမှာဒီ drip line လေးပေါ့နော်တင်လိုက်ပြီးဆိုရင်တော့ဒီကလေးတွေအများကြီးအကျိုးရှိပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပြည့်ပြည့်စုံစုံနဲ့ဂရုတစိုက်တခြားဖြည့်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာကျွန်တော်ကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါရှင်အဲ့တော့ဒါကတော့မိမိတွေကြုံတွေ့ရလေးရှိတယ်ကလေးငယ်တွေရဲ့ဒါ one shot one ပြဿနာကြီးပေါ့နော်ဆိုတော့ပြင်းပြင်းထန်ထန်ဖြစ်တဲ့ one shot one ပြဿနာတွေကအချိန်တိုအတွင်းမှာကိုသူအချိန်ကြီးအများကြီးနဲ့သွားလိုက်နိုင်တဲ့အတွက်အချိန်ခဏလေးအတွင်းမှာကလေးရဲ့ကျန်းမာရေးအများကြီးပြောင်းလဲသွားနိုင်တယ်ဆိုတော့ကလေး one shot ပြီဆိုရင်မိမိတို့မိသားစုတွေကလည်းတခြားလေးဂရုတစိုက်လေးနဲ့စောင့်ကြည့်ပြီးတော့လိုအပ်တဲ့အခြေအနေတွေမှာနောက်ကျမသွားအောင်လို့စေုံစေကန်တခြားလေးသွားဖို့လိုပါတယ်နော်အဲ့တော့ဒီနေ့လောင်းလို့ health fix အစီအစဉ်ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်ရက်ဒီမှာလည်းပဲရက်အလိုက်ဆရာတို့နဲ့ဆွေးနွေးထားတဲ့အပိုင်းတွေတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်အခုပြသသွားတဲ့ Health Fix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ပြုံး Play application မှာကြည့်ရှုလို့ရတဲ့အပြင်ပြုံး Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Health Fix အစီအစဉ်